မြန်မာတဲ့ Grand မိုင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခက်ခဲမှုတွေနဲ့ Golden Week မှာ Grand မိုင်ကတော့နောက်ဆုံးအဆင့်ဖြစ်ပါတယ်ပြိုင်ပွဲဝင်ရဲ့အိမ်မက်တွေတကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလည်းဒီနေ့ရဲ့အဆုံးဖြတ်မှာဟိုတည်နေပါတယ်ဒါကြောင့်ပြိုင်ပွဲဝင်တွေကတော့ဒီလန်းကနေလျှောက်ပြီးဒိုင်နေစီသွားတဲ့အခါအရန်ကိုရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်အခု Grand မိုင်ရဲ့ကြောက်ကြားစရာရှောင်းလန်းမှာရှောင်းလန်းမဲ့သူ2ဦးရှိပါတယ်သူတို့ကတော့ Judges Origin မှာ Golden Disc ရရှိခဲ့ကြတဲ့ပြိုင်ပွဲဝင်ဇင်ကြီးနဲ့တောက်အောင်ပဲဖြစ်ပါတယ်ဇင်ကြီးကဒိုင်နေစီကိုအရင်သွားရပါမယ်ဇင်ကြီးကတော့တောင်ကြီး Judges Origin မှာဝင်ရောက်ရှိမဲ့ခဲ့ပြီးမေဆွေရဲ့ Golden Disc ကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ Group လိုက်တီဆိုရှင်မြင်ရတဲ့ Theater Round 2မှာရှေ့ဆက်ရန်စဉ်းစားပါသရှင်နဲ့အကောင်းဆုံးတီဆိုရှင်မြင်နိုင်ခဲ့ပါတယ်။မင်္ဂလာပါမင်္ဂလာပါကဲဒီနေ့တော့အေးအေးဆေးဆေးပဲလားဟုတ်ကဲ့အေးဆေးဆေးပါအေးဆေးပဲဒါတို့ရဲ့ Golden Disc ကိုရထားတဲ့သူနော်ဟုတ်ကဲ့ဟုတ်တယ်နော် Golden Disc ကိုပေးတယ်ဆိုကြတဲ့နည်းနည်းရရမဟုတ်ဘူးဆိုတာတော့သိပါတယ်ဦးပြောသလိုခေသူမဟုတ်ပေါ့ဆိုလိုရောင်းမှာပြောတဲ့အခါကျတော့မင်းဆိုတဲ့အပေါ်မှာတို့တွေကဘလို့ခံစားရလဲဆိုတော့အမှားယွင်းတော့မရှိဘူးဒါပေမဲ့ရင်ထဲကိုမရောက်ဘူးထင်ထားသလောက်ကိုအားမရဘူးလို့ပြောချင်တာနော်တကယ်တမ်းထင်ထားတယ်တော်တော်ကိုနော်ရရဆက်ဆက်ကိုထင်ထားတာစုံနိုင်လိမ့်မယ်ဒီအပေါ်မှာလည်းမင်းလှုပ်သွားနိုင်လိမ့်မယ်လှုပ်တော့လှုပ်တယ်ဒါပေမဲ့အဲ့ဒီဟာလေးတွေကမလှအောင်မပီပြင်းဘူးအဲ့လိုလေးတွေဖြစ်တို့တော့စဉ်းစားနေသေးတယ်ပေးထားတဲ့ Golden Disc ပဲပြန်သိရင်ကောင်းမလားကျင်သူရဲ့မင်းရဲ့ထီတွေ့ခြင်းတွေအစားထိုးဖို့ရမရှိလို့ကိုတိတ်တိတ်ကလေးချေခွဲနေရသူပါအစုံနိုင်ပြီးမင်းရဲ့ချစ်လို့ကိုနှစ်သိမ့်မဲ့အရာမရှိပြီးကိုတိတ်တိတ်ကလေးချေခွဲနေရသူပါလူတွေမမြင်နိုင်အောင်မဲလွမ်းမဲဝေဒနာမပြေသာဘူးအချိန်တွေပဲလို့ကူစားတရားတွေသာပုံများမကြခင်ဆုံးနိုင်မလားအဆင့်တိုင်းမှာအကောင်းဆုံးစူးစမ်းခဲ့ပေမဲ့သူ့ရဲ့စူးစမ်းမှုပေါ်ဒိုင်နေရဲ့သုံးသက်ချက်နဲ့အဆုံးဖြတ်ကောင်ဘယ်လိုဖြစ်မလဲအခုပြန်ပြီးခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင်ဒါကအခုအရန်ကိုအရေးကြီးတဲ့အချိန်ဖြစ်လာပြီမြန်မာ idol တယောက်ဖြစ်ဖို့အတွက်ကိုချက်သန်းရမယ်တပတ်ပြီးတပတ်ဒီဆိုရှင်ပြန်ရမယ်ပုံစံတွေကတဖြည်းဖြည်းပိုပြီးတော့ခက်လာပြီမင်းတို့ဒီ Golden Week ဆိုတဲ့ဟာမှာခက်တာတဲ့ maybe 2 ဆ 3 ဆပိုခက်ခဲမယ်ပြိုင်ပွဲဆိုတော့အကောင်းဆုံးနေတဲ့ကနေပြီးတော့ထုတ်နှုတ်မှဒါအကောင်းဆုံးဖြစ်မှာ哦ခုဆိုရင်မတို့ကမောင်လေးလူဒါမတို့ကရေစင်းရှိရဲလို့မှတ်ယူထားတဲ့ပြန်မဝင်တူကိုလက်လွတ်ပြီးတော့မဆုံးရှုံးခြင်းဒါကြောင့်လဲဒီနေရာအထိကိုခေါ်လာခဲ့ကြတာဒါပေမဲ့မတို့ကဒီထက်ပိုပြီးတော့မျော်လင့်နေအထူးသဖြင့် GD ရထားတဲ့ပြန်ဝင်တူအနေနဲ့ဒါပေမဲ့လည်းဒီနေ့ဖို့ရတော့ပြောရမယ်ဆုံးဖြတ်ချက်ကိုလည်းပေးရမှာပဲဘာစကားကြားမလဲလို့မျှော်လင့်ထားပေါ့လို့မဟုတ်ဘူးလားဒါပေါ့အဲ့တော့မျှော်လင့်ထားသလိုဖြစ်မလာလို့ရှိရင်လေအားတော့မလျှော့နဲ့ပေါ့လေမတို့ကဒီမှာကူညီဖို့အမြဲစင်သက်မှာကဲဟုတ်ပြီအဲ့တော့မင်းကိုဒီညီမ idol ရဲ့ခီးကနေပြီးတော့အဆုံးသတ်ပြီးအိမ်ပြန်လွတ်ဖို့ကိုဝမ်းနေစရာပဲမဲ့လည်းပြောရမှာပဲမပြောလိုက်ပါအိမ်ပြန်လွတ်လိုက်မယ်လို့စဉ်းစားပေမဲ့ဒီတစ်ခေါက်တော့မလွတ်သေးဘူးโอเคအေးအဲ့တော့နောက်အဆင့်နေကြလို့ရှိရင်ဒီတဲ့ပို့ပြီးတော့မကောင်းရင်တော့ဒိုးတွေကအိမ်ပြန်မလွတ်ဘူးမင်းကိုကြည့်နေတဲ့ပြိတ္တကပြန်လွတ်မှာအဲ့တော့အခုအချိန်မှာတော့ဒီဆွေတို့ကမင်းကိုနောက်တစ်ဆင့်အတွက်ကိုရွေးချယ်ထားလိုက်ပြီးအဲ့တော့ကိုယ့်ရဲ့စူးစမ်းမှုအပေါ်မှာအများကြီးမူတည်သွားတဲ့အတွက်ကြောင့်မလို့စူးစမ်းဖို့တော့အများကြီးလိုပါတယ်เนาะစူးစမ်းတာတော့လုံးဝမလျှော့ပါနဲ့ဟုတ်ပြီเนาะဟုတ်ကဲ့ Okay
congratulations ပါ congratulations အများကြီးလိုသေးရနော်စူးစမ်းဖို့အများကြီးလိုသေးရကိုယ့်ကိုယ်ဘယ်တော့မှစိတ်မချပါနဲ့ဟုတ်ပြီနော်ဒီလေးပို့ထားနော်မင်းချောင်းပါလို့စိုးနေတာလေအေးပတ် အေးပတ် အေးပတ်အေးပေါ့လေ အေးဟုတ်ပြီသားနော်အေးကောင်းဒီတော့ကောင်းကြိုးစားပါသားနော်โอเคနော်ကိုရေးချင်းကိုလူတွေကိုချပြနိုင်အောင်ကြိုးစားဖို့အသင့်ပြင်ထားပါတော့ ဟုတ်ကဲ့ ဟုတ်ပြီနော် ဟုတ်ကဲ့ ကျမကြီးကောင်းပါပြီကျမကြီး exercise စင်ကြီးကတော့ finalist မှာပါဝင်သွားနိုင်ပါပြီကြိုးစားမှုရဲ့ရလက်ကောင်းကိုခံစားရတာပေါ့ဗျာဆိုတော့တော်တော်လေးစိတ်ဆောင်ချပါတယ်ကျွန်တော်တော်တော်အားတင်းထားပါအကုန်လုံးအားနေချက်တွေပဲအကုန်လုံးပြောတဲ့ခါကျတော့ဘာလို့တော့ဘူးလို့ပဲကျွန်တော်ထင်သွားပါတယ်ထိုင်မှာထိုင်နေခုပါတော့တိုင်းမသိပါဘူးရပြောပါတယ် ကဲအခုတန့်အောင်ရဲ့အလှည့်ပါ ဟုတ်ကဲ့ကြည့်ပါတယ် finalist ကိုပါလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ကျွန်တော်ကရာနှုန်းပြည့်စူးစမ်းခဲ့တဲ့အတွက်အဲ့လိုမျိုးယုံကြည်ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ တန့်အောင်ကလည်းမန္တလေးမြို့ Judges Oration မှာဝင်ရောက်ရှင်မြဲခဲ့ပြီးတင်စာမောရဲ့ Golden Disc ကိုရရှိခဲ့သူဖြစ်ပါတယ်အပွဲလိုက်တီဆိုရှင်မြဲမှုမှာတော့တန့်အောင်ကမျော်လင့်နေကြတဲ့ချင်းနဲ့တီဆိုရှင်မြဲခဲ့ပြီးဆိုလိုမှာတော့မြင်သောငိုသောမျက်လုံးများချင်းနဲ့တီဆိုရှင်မြဲခဲ့ပါတယ် မမြောင်မျက်လုံးများဖောက်ထုတ်လိုက်ဝေဒနာခံစားချက်မဲ့လို့ရှင်မတော်မိထားတဲ့ချင်းနဲ့ငိုလွယ်တတ်တော့တဲ့ခွဲထုတ်မြင်နေတဲ့မျက်လုံးများမမြောင်ဆိုအတင်းပိတ်ပြတဲ့မြင်နာကိုအိမ်မဆမ်းမကြမျက်လုံးများငါတာစီမရမျက်လုံးများငါတာစီမရ သူကရှင်ပြိုင်မှုအစဉ်အတိုင်းမှာအကောင်းဆုံးကြိုးစားခဲ့တာဖြစ်လို့ဒီနေ့အတွက်လည်းယုံကြည်မှုရှိပါတယ်တဲ့ မင်္ဂလာပါ မင်္ဂလာပါ ဟောင်းလေးထိုင်ဟောင်းလေးစိတ်ခံစားမှုအခြေအနေ ဟုတ်ကောင်းပါတယ်ကျွန် ကိုယ့်ကိုယ်ဘယ်လိုမျှော်လင့်ထားလဲ တော်ရလာမယ်ရလက်ကိုကောင်းဆုံးခံစားမယ်လို့ပြင်ဆင်ထားပါတော့ အေးအဲ့ဒါအကောင်းဆုံးပဲเนาะမောင်လေးအမကမောင်လေးရဲ့စုံနီးစုပုံအတန်လေးကိုနှစ်သက်လွန်းလွန်းမောင်လေးကိုအခွင့်အရေးပေးစင်လွန်းလွန်း golden days ပေးရတဲ့အနေထားထိဖြစ်ခဲ့တယ်เนาะအဲ့အတွက်ကြောင့်မောင်လေး round 1မှာမပြိုင်ခဲ့ရဘူးเนาะ ဟုတ် မောင်လေးစပြိုင်ရတဲ့အခါမှာ group နဲ့စပြီးတော့ team work လုပ်ရတယ်เนาะအဲ့ဒီမှာတော့မောင်လေးရဲ့ team work ကောင်းပါတယ်အဲ့ဒါကိုလည်းမြင်ရတယ်တွေ့ရတယ်အမရမ်းကျေနပ်တယ်အဲ့ဒီတော့ခါကျတော့မောင်လေးကိုမတို့အားလုံးကဆိုလိုမှာဘယ်လိုဆိုမလဲကိုပဲမျှော်လင့်ခဲ့ကြတယ်เนาะအဲ့တော့မောင်လေးဒီမှာ vocal coach စပြီးတော့ရပြီเนาะအဲ့တော့အတန်နီးပြရတဲ့ခါမှာဘယ်နေရာတွေဘယ်လိုဘာတွေလိုအပ်တယ်ဆိုတာတော့တဦးချင်းစီကိုသင်ပြတယ်လေ ဟုတ်ကဲ့ အဲ့ဒီမှာမောင်လေးကိုတစ်ခုခုပြောတာရှိလား ဟုတ်ရဟာဇယ်နေ့မှာတော့ကျွန်တော်အတန်အရန်ဟိုပါဗောလေပါဝါကျန်းနေတဲ့ crap ပါနေလို့ပြောတယ် အဲ့ဒါကိုမောင်လေးနားထောင်ခဲ့လား ဟုတ်ကဲ့နားထောင်ပါ ပြင်ခဲ့လား ဟုတ်ပြင်ခဲ့ပါတယ် ဆိုတဲ့အခါမှာပြင်သလား ဟုတ်ကဲ့ပြင်ခဲ့တယ်လို့ဟုတ်ကဲ့ကျွန်တော်အတက်နိုင်ဆုံးလုပ်ခဲ့တယ် ဟုတ်မတို့ကဒီနေ့မြန်မာ idol ကိုမြန်မာ idol အဖြစ်ရွေးချယ်ဖို့အတွက်เนาะထူးချွန်သူတယောက်ကိုမတို့ကရှာရတယ်เนาะရှာရတဲ့အခါမှာအင်မတန်ခက်ခဲပါတယ်အမတို့ဘက်ကလည်းလေအမကတော့ဒီနေ့မှာဆုံးဖြတ်ချက်ကိုပေးရမယ်မောင်လေးကိုရှေ့ဆက်ခေါ်သွားမယ်ရှေ့ဆက်မခေါ်သွားဘူးเนาะဝမ်းနေစရာဖြစ်ကောင်းလဲဖြစ်မယ်ဝမ်းသာစရာဖြစ်ကောင်းလဲဖြစ်မယ်ဒါပေမဲ့ပြိုင်ပွဲဝင်တိုင်းပေါ်မှာပဲအားလုံးခြုံငုံသုံးသက်ပြီးတော့မှပေးရတဲ့အဖြေဖြစ်ပါတယ်အမကတော့မောင်လေးရဲ့ဆိုလိုမှာအများကြီးမျှော်လင့်ခဲ့တယ်ဒါပေမဲ့မျှော်လင့်သလောက်အမမရခဲ့ဘူးအဲ့ဒီတခြင်းကပြ
ညာသားအရန်ပါတဲ့တခြင်းမဟုတ်ပြီမဲ့လွယ်မြောင်နဲ့သိခတ်တဲ့တခြင်းမှာဆိုတော့မောင်လေးကိုမကခန်းစားချက်ပိုင်းဆိုင်ရာအများကြီးလိုအပ်နေသေးတာကိုအဲ့နေရာမှာရှင်းရှင်းလင်းလင်းတွေ့လိုက်ရတယ် crack တုံးကရဖို့အင်မတန်ခဲရင်ပါတယ်ဒါပေမဲ့သူကတစားဆင်ရတာဖြစ်တဲ့အတွက်ကြောင့်လေအမြဲတမ်းသုံးလို့မကောင်းဘူးမောင်လေးရဲ့နော် ဟုတ်ကဲ့ ဒါမောင်လေးပြင်ရဆင်ရမယ်အချက်တွေအများကြီးတခုဖြစ်တယ်နောက်ထပ်လည်းအများကြီးရှိအောင်ပါအမားတို့အနေနဲ့ဒီလိုမောင်လေးလို golden disc ရထားတဲ့ကလေးတယောက်ကိုမစွန့်လွတ်လိုက်ချင်ဘူးဒါပေမဲ့လည်းအားလုံးအချိုးကျစဉ်းစားတဲ့နေရာမှာဆုံးဖြတ်ချက်ကိုတော့ပြက်ပြက်သားသားဆုံးဖြတ်ကြရတယ်နော်မောင်လေးစိတ်ဓာတ်ကိုကြမ်းကြမ်းခံခံထားပါမောင်လေးတက်ငယ်သေးတယ်ရှေ့မှာအများကြီးဆက်ကြိုးစားဖို့အခွင့်အရေးတွေအများကြီးရှိသေးတယ် ဟုတ်ကဲ့ နော် ဟုတ်ကဲ့ ပြင်ဆင်စရာရှိတာတွေကိုလည်းပြင်ဆင်ဖို့မမေ့ပါနဲ့တခါတရင်ကြရင်ကိုခံယူထားတာတွေကမှန်တယ်လို့ထင်ပြီးခံယူထားတာတွေကမှားနေတတ်တာတွေလည်းရှိတယ်နော်ဟုတ် ဟုတ်ကဲ့ ဒီနေ့ဖို့ရမောင်လေးကိုအမမစွန့်လွတ်ချင်တော့လဲစွန့်လွတ်လိုက်ရပြီဝမ်းနည်းစွာနဲ့ပဲပြောပြရစီဒီနေ့ဒီအချိန်မှာမောင်လေးရဲ့မြန်မာ idol ခီးစဉ်ပြီးပါပြီ ဟုတ်ကဲ့ sorry တာရဲ့နော် ကြိုးစားပါနော် ဆက်ကြိုးစားပါဦးနော်တာနော်အေးကောင်းပါကောင်းပါ ဒီနေ့အတွက်ယုံကြည်မှုတွေခိုင်မာခဲ့ပေမဲ့မျှော်လင့်တယ်လို့ဖြစ်မလာခဲ့တဲ့အခါတောက်အောင်တော်စိတ်ထိခိုက်ဆုံးအခြေအနေဖြစ်ခဲ့ရပါတယ်။ဒိုင်တူဖြစ်တဲ့တင်စာမောကလည်းတောက်အောင်ကိုနှွေးထွေးစွာလိုက်လံနှစ်သိမ့်အားပေးခဲ့ပါတယ်။ ကဲအယောက်20ထိပါလာတဲ့ဆောင်းမကပဲတော်တော်ကြီးပါတယ်နော်စိတ်တမကြပါနဲ့နော်ညီနော် အခုဆိုရင်ပြိုင်ပွဲဝင်15ယောက်ကိုတော့ဒိုင်ဒီကအဖြေပေးပြီးပါပြီ။9ယောက်ကတော့ finalist တွေကိုပါဝင်သွားနိုင်ခဲ့ပြီး10ယောက်ကတော့ idea key စဉ်ကနေနှုတ်ထွက်သွားခဲ့ရပါပြီ။ကျန်ရှိနေတဲ့ပြိုင်ပွဲဝင်တွေထဲမှာဘယ်သူတွေက finalist ထဲမှာပါဝင်နိုင်အောင်မလဲ။အချိန်ကြာမြင့်လာလေစောင့်ဆိုင်နေတဲ့ပြိုင်ပွဲဝင်တွေရဲ့စိုးရိမ်ပူပန်မှုတွေကပိုတိုးလာလေပါပဲ။ရှောက်လန်းမှာစိတ်လှုပ်ရှားစွာရှောက်လန်းလာနေသူကတော့ရွန်းပါသူမကတော့မိဘတွေရဲ့ရှမ်းခေါက်ဆွဲဆိုင်မှာဝင်ရောက်ကူညီလောက်ကင်ပေးရင်အဆိုကိုဝါသနာကြီးလို့တောင်ကြီးမြို့ Judges Audition မှာဝင်ရောက်ရှင်မြတ်ပြီး Golden Ticket ရရှိခဲ့သူပါ Theater Round 1မှာလည်းမြင်နေခွင့်ပြုပါသချင်းနဲ့တီဆိုရှင်မြတ်ခဲ့ပြီး Theater Round 2မှာတော့အိမ်သချင်းနဲ့တီဆိုရှင်မြတ်ခဲ့ပါတယ် သမီးဒီပြန်ပွဲအရင်အလေးနဲ့ထားတယ်ရှင်။ခိုးရင်မထရနေနဲ့ကိုအလေးထားပါအကြောင်းရခုန်နေပါမင်္ဂလာပါရှင် မင်္ဂလာပါမင်္ဂလာပါသမီး မင်္ဂလာပါသမီးထိုင်ပြန်မနေလားနေကောင်းတယ်နော် ကောင်းနေရှင် အခုပြိုင်ပွဲမှာ၄ဆင့်ပြိုင်ကြရတယ်လေတောင်ကြီးမှာ JA ပြိုင်ပွဲပြီးတော့နောက် Theater Round 1နောက် Group Round 2ပြီးတော့ Solo ပေါ့နော်ဘယ် round မှာဆိုရတာအားရဆုံးလဲ ဒီဆိုလိုရောင်းမှအားရတယ် Solo round မှာလား မင်းကအခုကိုဘယ်လောက်ထိယုံကြည်ထားလဲ ရာနှုန်းပြည့်ယုံကြည် ရာနှုန်းပြည့်ယုံကြည်ထားတယ် အနှုံးပြည့်ယုံကြည်ထားတယ် ရာနှုန်းပြည့်ယုံကြည်ထားသလိုသမီးဘက်ကရောသမီးသေးသေးချာချာစူးစမ်းပြီးတော့ဆိုခဲ့ရလား ဆိုခဲ့ပါရဲ့ ဆိုခဲ့လား မနေ့ကဆိုလိုတီဆိုရှင်မြတ်မှုမှာတော့ယွန်းကရင်ခုန်တဲ့အရင်ကြီးဆုံးသချင်းနဲ့တီဆိုရှင်မြတ်ခဲ့ပါတယ်အတန်ချိုချိုလေးနဲ့ယွန်းအတွက်ဒီသချင်းကစင်ပြေပါ ရှင်နေကိုဝင်ကြည်စမ်းချင်လေငါတွေးမှာမင်းရှိရင် coffee ဆိုင်တော့ဖို့တိတ်မလို့ဘူးကြည်ရတဲ့ချစ်မောက်ဖွင့်ဆိုတိုင်းရှင်ခုန်တဲ့တိုင်းသာငါတွေးမှာမင်းရှိရင်ဘာ TV ကြောင့်ညခုမှမကြည့်စမ်း
သားသမီးအတန်နေအတန်ထားရလေနော်ဦးပြောခဲ့သလိုပဲချိုတဲ့ဘက်မှာနည်းနည်းလေးပါတယ်နော်ကြိုက်တာသမီးကခပ်ပြင်းပြင်းထန်ထန်သချင်းတွေကြိုက်တယ်နော် rock တချင်းတွေကြိုက်တယ်သူကအကျန်းစားတယ် ကျန်းသားလေးတွေကြိုက်တယ် ဒါပေမဲ့သမီးတန်လေးကချိုတယ် ချိုတဲ့ဘက်မှာ sweet လေး နော်ချိုတော့အတန်ချိုကဥမာဖြင့်အန်ဒီဆွေးဆိုအတန်ချိုတယ် ဟုတ်တယ် အန်ဒီဆွေး အဲ့ဒီဆိုတဲ့ခါကကြာရင်တော့ rock တချင်းတော့ဆိုချင်တာပေါ့ဒါပေမဲ့တိတ်မလိုက်ဘူးသမီးရဲ့ ဆိုလိုက် လို့တော့ဖြစ်တာပေါ့နော် ဆို ဆို လိုက် လို့တော့ဖြစ်တယ်ဒါပေမဲ့တချင်းတော့ဖြစ်သွားတယ်ဒါပေမဲ့ကိုယ့်ရဲ့ taste ဖြစ်သလားဆိုတော့မဟုတ်ဘူးသမီး ကိုယ့်အတန်နဲ့လိုက်ဖက်တာကိုရွေးချယ်နိုင်ရမယ်အန်တီကအန်ဒီဆွေးနဲ့တိတ်လိုက်တဲ့ဥမာဖြင့်မောင်းဆိုတဲ့တခြင်းလေးအန်ဒီတန်တော်ကဘလောက်ပဲကောင်းအောင်ဆိုအန်ဒီဆွေးလောက်ကောင်းမလာနိုင်တာတေချာပေါက်ပဲလေသဘောကသိလားဆိုတခြင်းရွေးရနေရမှာတိတ်အရေးကြီးတယ်သမီးအထူးသဖြင့်ဒါပြိုင်ပွဲဆိုတော့ပိုပြီးအရေးကြီးတစ်ချက်ကလေးမှားတာ ਨੇ အခွင့်အရေးကကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ဖို့ဆုံးရှုံးသွားတာမလွယ်ဘူးပြန်ရဖို့ ညီမ idol talent ရှိတဲ့အမှုပညာရှင်တယောက်ကိုရွေးရတော့မှာ哦ရေရှည်လေးเนาะအခုအချိန်ကအသိအရေးကြီးတယ်ဒီမျိုး၄ဆင့်ရှင်ပြိုင်ခဲ့တယ်အဲ့ဒီ၄ဆင့်ရှင်ပြိုင်ခဲ့တဲ့အားလုံးကိုဦးတို့အားလုံးကပြန်ပြီးတော့ review လုပ်ပြီးတော့မှသုံးသပ်ရတယ်တစ်ခုကောင်းလေးနဲ့လည်းကြည့်လို့လည်းမရပါဘူးနောက်ရှေ့လျှောက်ပြီးတော့ဒီမျိုးတို့ကိုအပေါ်ဆွဲခေါ်သွားမယ်ဆိုလို့ရှိရင်လည်းဘောကနေပေးမဲ့အချင်းအသစ်တွေကျင့်နိုင်ကြပါမလားမှန်ညာနေကောင်းကြရလားမှန်ညာနေအားနေသလားရေရှင်းကဘလို့ဖြစ်နိုင်မလဲဒါတွေလည်းမှန်းဆပြီးတော့မှစကားတင်ရွေးပြီးတော့မှတကယ်လက်ရွေးစဉ်ကိုဆွဲခေါ်ရမှာနော်ကိုစီ talent ရှိတဲ့လူတွေသူလည်းငါလူစုံကောင်းနေအများကြီးပဲမိတ်ကလေးထဲမှာနော်ခက်တယ်ရွေးရတာအဲဒီကနေ့ဒီအချိန်မှာဥလို့ဆုံးဖြတ်တာလဲဟိုရက်ဆက်တယ်လို့လည်းမထင်နဲ့နော်ခဲနဲ့လောက်ရတာတိလားတော့ပေါ့ပါရဲ့နော်မညာမတာလောက်ရလေချင်းလို့လည်းမတွေးနဲ့ကဲရှစ်ဆက်တဲ့မဲ့မြန်မာအိုက်တော်သမီးဝင်ဖို့အတွက်ဒီဂိတ်တကားကြီးကိုလေဦးတို့သမီးအတွက်ဖွင့်မပေးနိုင်ဘူး အဲ့ဒီအိဗယ်သိလားတမီအဲ့လိုမယူဆနဲ့ဒီဂိတ်တကားကြီးကတမီတို့ဖွင့်ပေးလိုက်ပါတယ်နော်တမီဆက်တယ်လို့ရပါတယ်ဒီချိန်ကတမီတို့ပြောရမယ့်အချိန်ပေါ့နော် ကဲသမီး ပြီးတော့မှာထားတဲ့ချက်လက်တွေအားလုံးကိုလည်းခေါင်းထဲမှာထည့်ပါထည့်ပြီးတော့မှအဲ့ဒီတိုင်းဆောင်ရွက်ပါ ကဲထ လူစွမ်းရှိသူရဲ့ညံစွမ်းရှိသူရဲ့ကြိုးစားအားထုတ်ပါ ဟာပြောရမယ့်ချိန်နော်အေး ပြောရတော့လေပြောတော့နော်အေးပြောတော့ကဲတော့ဒါပေမဲ့ကြိုးစားမယ်နော်သမီးနော်ကြိုးစားမယ်နော်သမီးနော်โอเคကြိုးစားဖို့အများကြီးလိုတယ်နော်အဲ့ဒါကိုသတိထားနော်ဘာပဲပြောကိုယ့်ရဲ့ကြိုးစားမှုတော့လုံးဝမလျှော့ပါနဲ့နော်ဟုတ်ပြီနော်โอเคကဲနားတော့အေးကောင်းပါပြီသမီးကောင်းပါပြီ ဝမ်းသာလုံးမျက်ရည်တွေကျနေတဲ့ရုံးတော်အခုချိန်ဟာပျော်ဆုံးချိန်ဖြစ်နေမယ်လို့ထင်ပါတယ်အလာမာတော့ကစုံးရိပ်ပူပန်မှုတွေနဲ့ရှောက်ခဲ့ရတဲ့လမ်းကနေအပြန်မှာဝမ်းသာမျက်ရည်တွေနဲ့ပြန်နိုင်ခဲ့ပါပြီမပါရဲ့အကိုရမိုင်းစိတ်မကောင်းဘူးတကယ်ရင်တရားပြောပါနောက်လာမယ်ကိုရင်းဆိုဆရာကြီးတင်ပြတဲ့အတိုင်းတိုင်းမှာအကောင့်ဆုံးကြိုးစားပြီးတော့မှပြိုင်နေလို့သဘောမထားဘဲနဲ့ပြည်သက်တွေကိုဖြောပြနေလို့ပဲသဘောထားပြီးတော့မှ
ကောင်းဆုံးဆိုပြပါမယ် Green မိုင်မှာဒိုင်တွေစီကအဆုံးဖြတ်ကိုခံယူရတော့မဲ့ပြိုင်ပွဲဝင်ကတော့၄ဦးပဲကျန်ပါတော့တယ်ဒီ၄ဦးထဲမှာအိမ်ပြန်ရမယ့်သူတွေလည်းကျင်းသိပ်ပါမှာဆိုတော့အားလုံးရဲ့ရှင်ထဲမှာတော့ကြောက်ရွံ့မှုတွေဖြစ်ပေါ်လို့နေပါတယ်ကြံရှိနေတဲ့ပြိုင်ပွဲဝင်တွေထဲမှာဘယ်သူတွေက top finalist မှာပါဝင်နိုင်ပြီးဘယ်သူတွေကနှုတ်ဆက်ထွက်ခွာရမယ်ဆိုတော့ဆက်လက်စောင့်ကြည့်ကြပါအောင်ဗျာ